လိုက်ကတော့ကမှဆိုတော့ဘယ်လိုလဲဆိုတော့ပြောပြအောင်ဒါနှစ်ယောက်တည်းတည်ရကိစ္စ officially ရည်သားမရှိပါဘူးအဲ့တော့ကျွန်မဈေးတန်းစခင်းကျင်ပါတယ် I wanna be a girlfriend နည်းနည်းတော့ဗာပြောစိတ်လှုပ်ရှားမှုရရှိရပါတော့ဘာဖြစ်လို့ဆိုတော့အပြင်မှာအရင်မိုက်နေတာ哦အိမ်ချလိုက်တဲ့အချိန်မှာပုံပြီးမိုက်တယ်သူကဟိုလေဘိုက်မှာဟိုဟာလေ six pack လားမသိဘူးရှိရလေပြီးတော့ရင်ဘက်ကလည်းဟိုသူများကြီးပြောရပါမဟုတ်လားအဲ့ဒီကတော့ trend ဖြစ်သွားမှာဖြစ်မှာပါရှင်းတဲ့ I wanna be your girlfriend ငါမင်းရဲ့ချစ်သူကောင်းမလေးဖြစ်ချင်တယ်တဲ့မန္တလေးသားချစ်ချင်တာရှားတော့မှာပေါ့မန္တလေးသားချစ်ကြီးသားပဲရှားတော့မှာပေါ့ဒီတချင်းရဆိုပြောတာပါအပူကတော့ဟိုတနင်္ဂနွေလုံးပတ်ပြီးရှားကြတာပါတော့ official ဈေးပဲခင်းလိုက်တာ official ပါပဲပြောပြအောင်ဒါနှစ်ယောက်တည်းတည်ရကိစ္စဩတကယ်ညတော့ခါတိုင်းပြောမှာဆိုတော့အရမ်းဖိုက်ပါအင်းကြီးချက်တဲ့ချိန်ကျတော့အရမ်းဖိုက်တယ်ရမ်းဖိုက်ပါတယ်ဒီထဲမှာတရုတ်ဆောင်အလင်းအောင်ယူဖြစ်တာအောင်အဓိကတော့ဒီရှင်းလေးနဲ့လိုက်ဖက်ပြီးတော့ချောလဲချောလို့ပါပြီးတော့သူကလည်းမန္တလေးသားဆိုတော့လေမန္တလေးသားနဲ့ရိုက်တာပဲပို့ပြီးတော့မှဒီချင်းလေးကကောင်းမယ်လို့ဟိုခံယူလို့ပါအမှန်တမ်းပြောရင်တခြားလူတွေကဘယ်လိုပဲပြောပေါ့နော်နည်းနည်းတော့ဗာပြောစိတ်လှုပ်ရှားမှုရရှိရပေါ့နော်ဘာဖြစ်လို့ဆိုတော့အပြင်မှာအရင်မိုက်နေတာ哦အိမ်ချလိုက်တဲ့အချိန်မှာပုံပြီးမိုက်တယ်ကဲဟုတ်မိုက်တာလေဘယ်လောက်မိုက်တာလဲဟုတ်တယ်အဲ့လည်းပြီးတော့ခဏမရသေးဘူးသူကဟိုလေဘိုက်မှာဟိုဟာလေ six pack လားမသိဘူးရှိရလေပြီးတော့ရင်ဘက်ကလည်းဟိုသူများကြီးပြောရပါမဟုတ်လားအဲ့လိုအဖုထစ်တွေနဲ့အများကြီးပေါ့နော်ရမ်းမိုက်တယ်ကိုကအဲ့လို style မျိုးပေါ်ကြလားတကယ်တော့အမှန်တမ်းပြောရတော့ဘင်းကလေးပဲဖြစ်ဖြစ်ပေါ့နော်ကြိုက်ပါရဲ့အဲ့လိုမျိုးလေးတကယ်ဟိုဆက်စီဖြစ်တာပေါ့နော်ယောက်ျားလေးဆိုတော့လေပြောမလားမိုက်တာပေါ့ကန်ကြည့်လိုက်ပြီဟောရိုက်ကူးရေးပဲဟောကန်ကြည့်တာပေါ့ကန်ရတာပေါ့နော်ဒီထဲမှာလည်းအများကြီးရယ်နော်ဒါကိုဖြစ်နေတဲ့ပုံစံလေးလိုက်ပါဟုတ်ပါတယ်ကိုဖြစ်နေတာတွေပဲအများနဲ့ music video တစ်ထည့်ရိုက်ပါတယ်ကိုရိုက်တာဖြစ်တယ်ပေါ့နော်ဟုတ်ကိုရိုင်းဒရိုက်တာလို့ဖြစ်တာတော့ဟိုရင်တွေကလည်းရှင်ဖူးကဲမြအစပြီးတော့ရှင်းတော်များ music video တော်များပို့ပဲ director လုပ်ပြီးရိုက်ခဲ့တာတော်ကြပါပဲအခုလည်းဒီတချင်းကိုလည်းကိုရိုင်းမဲ director လုပ်ချင်တယ်ဆိုပြီးကိုပဲဒုက္ခခံတာပေါ့ I wanna be your girlfriend လို့မျိုးဒီ music style လေးတွေအဆို style အဆိုပေါက်လေးတွေပို့မဟုတ်တဲ့နောက်ထပ်တစ်ယောက်ချင်းသွားတဲ့ဟာလေးကိုပို့လိုချင်လို့ပါအဲ့ဒီဘိုင်းမှာလည်းဘို့တို့ဒီ falling in love with you မင်းချီရတဲ့ငါတေတော့မှာပဲတော့အကောင်လေးရဲ့အချစ်တွေကြောင့်တော့တင်မလို့တော့ဖြစ်နေပြီပေါ့နော်ဆိုရဲအတန်လေးဆိုလို့ရှိရင်အခောက် recording ဝင်ခဲ့ရဘာဖြစ်လို့ဆိုတော့အဲ့အတန်ကဘို့လိုချင်တဲ့အတန်မေရမချင်းကိုတွင်းတာဆိုတဲ့နေရာမှာတော့နည်းနည်းလေးဆက်စီမှုနဲ့အဲ့လိုမျိုးဖြစ်ရမှာတက်မလားဟိုပြောမယ်ဆိုအော်တွဲထဲမှာနည်းနည်းလေးရောနည်းနည်းမှောင်ရတာပေါ့နော်အဲ့နဲ့ဟိုနောက်ဆုံး engineer နဲ့ကိုနဲ့ပြောဟဲ့ငါတို့ကနည်းနည်းအမှောင်တချင်းဆိုနေရမှာမဟုတ်ဘူးနော်ဆိုတော့ရအစနောက်တာပါတကယ်လဲ studio ထဲမှာတကယ်လို့အဲ့လိုမျိုးဖြစ်ခဲ့ရဟောတော့သူကဟိုမင်းထိတွေ့ရမှာသူကမျောပြီးတော့သူကတင်မလို့ခံစားရဲဆိုတော့ဘယ်လောက်ထိများမျောအဲ့လိုဖြစ်တော့အဲ့လိုမျိုးစာသားလေးတွေအဲ့လိုတေးလေးတွေကစာဘို့တို့အသေးစိတ်ဖန်တီးခဲ့ရပါတော့ပရိသတ်တွေအနေနဲ့အားဆိုတဲ့နေရာကိုဘယ်လိုမျိုးTikTok ဆော့သေးလဲဟုတ်ပြီမအားစိတ်ဝင်ဒါတော့ဟိုပရိသတ်တွေရဲ့စိတ်ကူးကွန်မြူတဲ့ပုံမှာမူတည်ပြီးတော့ဆော့ကြပါပိုကတော့ပို့တွင်းနဲ့ပို့ပါအဲ့ဒီကတော့ trend ဖြစ်သွားမှာဖြစ်မှာပါရဲချစ်ခဲ့ဦးပါရဲ့ဟောတော့လူဆိုတာအချစ်နဲ့မကင်းဘူးလေနော်ချစ်ဘူးလားလို့မြင်ပို့ချစ်ဘူးပါရဲ့ချစ်လဲချစ်ချင်ပါငငယ်လေးတွေကတော့အဲ့လိုပို့တော့ဟိုပရိသတ်တွေသိကြပါရဲ့အဲ့ဟိုကိုနဲ့ဘေဘီတို့အဲ့လိုခေါ်ကြအောင်နော်ခုချိန်ကြီးလဲကိုဘေဘီလေးကိုခေါ်ရင်တော့ကြိုက်ပါရဲ့တကယ်လဲကြိုက်ပါဟိုကပြောမယ်ဆိုကိုရဲ့ဘေဘီလေးဖြစ်ချင်သလိုမောင်ရဲ့ဘေဘီလည်းဖြစ်ချင်ပါတယ်ဘေဘီလေးလည်းဖြစ်ချင်တယ်အဲ့ဒီကောမှာတကယ်ဒီသားခံတယ်
ခုတော့ရည်သားမရှိပါဘူး officially ရည်သားမရှိပါဘူးအဲ့တော့ကျွန်မဈေးတန်းစခင်းကျင်ပါတယ် I want to be a girlfriend ဒါမဲ့ဒါတော့မကြည့်ပြောပါလို့နော်ရဲလဲရှိရမယ်ရုပ်လဲချောရမယ်ချစ်လက်တွေရမ်းများတော့လွယ်ပါမလားနည်းနည်းရှော့မှာ ရှော့ပါမယ်အရက်တော့နည်းနည်းလေးရှည်လိုက်ပါပေါ့နော်ဒါလေးအရင်မဖြစ်တော့နည်းနည်းလေးမမဲချင်ဘူးပေါ့နော်နောက်ပြီးတော့ရုပ်လေးနည်းနည်းတော့ကြည့်ကောင်းတော့ကောင်းတော့ပေါ့အဲ့ဒါလည်းရီရတယ်ပပို့လည်းပေးသားလိုက်တာပြောမနေနဲ့ကိုရဝေအောင်ကဟိုမမိုးတို့အိမ်မှာလေဘို့တို့အိမ်တက်ဆိုတော့မမိုးနဲ့တွေ့ကိုရဝေအောင်နဲ့တွေ့တော့ကိုဝေတို့ဘို့တို့TikTok လေးနည်းနည်းရိုက်ပြီဆိုတော့အဲ့တချင်းကိုရိုက်လိုက်တာအဲ့ဒါပြီးလဲပြီးတော့ TikTok မှာ1 million ရမ်းမြန်တယ်ပြီးတော့ Facebook မှာလည်းတော်တော့ဟို view တွေရမ်းတက်တယ်ပေါ့ပြီးတော့ပပို့မီဒီယာတွေကပြောကြပပို့နဲ့ကြိုက်သွားပြီပိုမကြိုက်ပါဘူးရှင်အကိုတွေပါပပို့ပါရီးသားမရှိပါဘူးပြီးတော့ဟိုကိုရဝေနဲ့ဆိုလို့ရှင်လဲအကိုလိုပဲချစ်ခင်တာပါအရင်တော့ခေတ်ကမင်းသားတွေကတော့ဟိုပြောမယ်ဆိုရင်လူချစ်လူခင်များနေပြီးသားပဲဆိုတော့သူနဲ့ရိုက်လိုက်တဲ့အချိန်မှာ view ကလည်းရှင်းတက်သွားဆိုတော့ဘာပြောဟိုသူ့လည်းကျင်းသူကျင်ရပါတော့သူ့ရဲ့ချစ်တဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေကိုလည်းပြန်မြင်ရတာပေါ့သူ့ကိုအခုချိန်ထိပဲပရိသတ်တွေကချစ်နေလုံးပဲဆိုရဟာလေ အဲ့တော့ဒါသူ့ကိုချစ်တဲ့ပေးချက်တယ်တဝင်းတို့ကဖက်တာပုံနဲ့လုံးဝသဘောတူတယ် သဘောတူနေကြတယ်တဝင်းမတူသဘောတူနေကြတယ်ပို့ရဲ့ဒီ YouTube ပေါ့နော်ပို့ YouTube channel မှာ subscribe လုပ်ကြပါပြီးတော့ပို့ရဲ့ Facebook မှာလည်းအားပေးကြပါလို့ပြောချင်ပါတယ်ဒီချင်းလေးကိုအခုမှတော့ Spotify တို့ဘာလို့မှလည်းနောက်လည်းရနေပါပြီlyrics video အနေနဲ့လည်းပို့ရဲ့ Facebook နဲ့ YouTube channel မှာတင်ထားပါတယ်အားပေးကြပါဦးရှင်ကျေးဇူးတင်ပါတယ်15ရက်နေ့ထွက်ပါပါရှင်အားပေးကြပါဦး